Hello ပါရှင်ဒါကတော့မြစ်တာများရုံထက်ဆိုင်မှာရှင်ပြရပါမယ် ညစီတူ ဒါတော့မြတ်စီတီဖျားပါရှင်မြတ်စီတီဖျားကိုတစ်ခါတော့ဖူးမြောက်မယ်ဆိုလို့ရှင်မြစ်တာများရုံထက်ဆိုင်ကိုလာပြီးအားပေးလို့ရပါရှင် အဲ့ဒါတော့ဒီစီပါကြပါ ဒါကတော့ဘာနော်ဈေးဆယ်ဆိုင်ဒီရက်ပါရှင်ပါရှင် တိုင်းဖိုင်ရှင်ပါ ဒါလေးရတော့စီပွဲရုပ်ကလေးဖြစ်ပါရဲ့ဒါဘယ်လိုလဲ လောက်တော့အန်ဒီပဲပြီမှာပါ အဲ့ဒီဘယ်လိုလဲနှစ်တောင်း တော့ပါတည်း တစုံဒီလိုဟာဦးမတစုံနှစ်တောင်းရှိပါရှင် လောက်တော့ပေါင်းတော့ပါ အယောင်ဆုံးကတော့ဘာရောင်ရှိလဲဆိုတော့ရှည်ရောင်ရှိရယ်ဖြူရောင်ရှိရယ်အချင်းရောင်ရှိပါရှင်။ဒါပါဘာပြ။ထားလိုက်ရပါ အဲ့ဒါလို့အားရကြုံတော့ဘဝဂျုံအဲ့ဟုတ်ပါဘူး ။ဟာ။ဒါတော့ရုံစုံအုပ်လေးပါလိုက်လာပါရှင်ဒါအနေရောင်ရှိ။အနေဘယ်နေရောင်ရှိ။တရားနဲ့လား လေးတရားလေးပဲ ။အော်ဟုတ်ဒါတော့တရားမရှိပါရှင် ရှိပါတယ်ရှင် ။ကြီးလည်းရှိရပေါ့နော်။ရုံစုံဒီမှာတော့ဘယ်နဲ့ကြိုက်ရှိလောက်။ကြိုက်။နဆင့်ရှိပါရှင်။ဟုတ်ကဲ့နဆင့်ရှိပါတယ်။ဒါတော့နဆင့်ရှိပါတယ်အဲ့ဒီဒါဘယ်လောက် အဲ့လေးတော့တော့ 3တောင်းလား3တောင်းဒါလေးကတော့3ပေါင်းရှိပါရဲ့ရှင်ဟိုနှစ်စစ်ပါရဲ့ပေါ့နော်3ပေါင်းရှိပါရဲ့ ကြီးလေးရှိပါတယ်ဒါစိုက်သေးလေး အကြီးလည်းရှိပါရဲ့ site ကြီးပေါ့နော်ဒီမှာအကြီးပေါ့နော်အကြီးကတော့တော်တော်ရွကြီးပါရဲ့နော်ပြန်ဘာပြဟိုက်ကောင်းဘာပြမှာနော်ဟမ် ချင်းအောင် ဒါတော့ချင်းအုပ်ပါချင်းအုပ်ကလည်းဒီဇိုင်းပေါင်းစုံရှိပါတယ်ဒါကတော့ဒီဇိုင်းတစ်မျိုးပေါ့နော်ဒါကတော့ဒီဇိုင်းတစ်မျိုးပေါ့နော်ဒါကတော့အနီကြိုက်တဲ့သူရင်အနီဒါဝယ်လို့ရရပေါ့နော်ဒါကတော့အပြောင်ပေါ့နော်ပြောင်မဂျပန်ယွန်းပေါ့နော် လေးရတော့ coffee တောက်တဲ့ခွက်လေးပါပေါ့ ငါတော့ကော်ပီတောက်တဲ့ခွက်ပေါ့နော်ဒါကတော့ရုံးထက်နဲ့ပဲလောက်ထားတာပေါ့နော်ရုံးထက်လာဝယ်ရှင်နေဆိုလဲလာဝယ်လို့ရပါတယ်ပေါ့နော်ဒီမှာလည်းပြောနေတာအားရလဲစင်ပြလောက်ပါရှင်ရုံးထက်ကြိုက်တဲ့သူတွေအတွက်ပေါ့နော် အဲ့ဒါကြည့်ပြီလားပြည့်ပြီလားအဲ့ရုံးစတိုးလေးလည်းရှိတယ် အော်မျိုးစတုံးလေးလည်းရှိရနော်ဟောပါစတုံးထုတ်ရှင်တဲ့သူတွေစပင်းရှည်ရဲ့သူတွေဆရာလို့ရှင်လဲဒီရုံးစတုံးကိုကြိုက်တယ်ဆိုလဲလာထုတ်လို့ရပါရှင်ဒါပါပဲရှင်ဘိုင်ပါ ဆယ်လေးကြည့်ပြီ